FIFA စံသတ်မှတ်ချက်ဘောလုံးကွင်း89ကွင်းနဲ့အရွယ်အစားညီတဲ့တထုလုပ်ကွက်ရှိတဲ့မော်ရှက်ရွာရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ခရိုင်တာချီလိတ်မြို့နယ်မှာမိုင်းကိုအုပ်စုမှာရှိတဲ့မော်ရှက်ရွာမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်နှစ်ဆန်းပိုင်းကစပြီးတထုတူးဖော်ရေးလုပ်ငန်းတွေစတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီတထုတူးဖော်ရေးလုပ်ငန်းတွေကိုဌာနဆိုင်ရာလူကြီးတွေအုပ်ချုပ်ရေးမှုပြည်သူ့စစ်မြေစရင်ဌာနတထုတူးဖော်ရေးကုမ္ပဏီအရက်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတချို့ပူးပေါင်းပါဝင်ကြပါတယ်။အဲ့ဒီတထုတူးဖော်ရေးလုပ်ငန်းတွေကြောင့်ရွာတောင်ဘက်ပိုင်းမှာရှိတဲ့စိုက်ပျိုးမြေတွေနဲ့စကြက်မြေတွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။စပားနဲ့ပြောင်းကိုအဓိကစိုက်ပျိုးကြပေမဲ့တထုတူးဖော်ရေးလုပ်ကွက်တွေကြောင့်ဒေသခံတွေရဲ့တက်မွေးဝမ်းကြောင်းတွေပါပျက်စီးကုန်ပါတယ်။တထုတူးဖော်ရေးလုပ်ကွက်ကစီးကျလာတဲ့ဓာတုပျော်ရည်တွေရွာရဲ့အဓိကအားထားရာရေချောင်းဝင်ရောက်ခဲ့တဲ့အတွက်ရေနေတတဝါတွေတေဆုံးသလိုစိုက်ပျိုးရေးအတွက်ရေအရင်းအမြစ်တွေပျက်စီးဆုံးရှုံးခဲ့ပါတယ်။တထုတူးဖော်ရေးလုပ်ငန်းသုံးစက်ယန္တရားကြီးတွေနဲ့မော်တော်ယာဉ်တွေတွာလာတာကြောင့်ရွာလမ်းတွေပျက်စီးနေပါတယ်။တထုတူးဖော်ရေးလုပ်ကွက်ကဓာတုပျော်ရည်ကံပေါက်တဲ့အတွက်အဲ့ဒီရေတွေရွာထဲစီးဝင်တာတွေကြုံတွေ့ရသလိုရွာထဲကရေချောင်းတွေမှာလည်းကန့်အနံ့အမြဲရနေပြီးဒေသခံတွေမှာအရေပြားယောဂနဲ့ခေါင်းမူးခေါင်းကိုက်ဝေဒနာတွေခံစားနေကြရပါတယ်။ကိုဝင်ဆောင်မိခင်တွေနဲ့ဇီရှိနေတဲ့ကျွဲနွားတွေမကြာခဏတရေသားပြက်ကြတာတွေလည်းရွာမှာမကြာခဏဖြစ်ပေါ်နေပါတယ်။အဲ့ဒီတထုတူးဖော်ရေးလုပ်ကွက်ဟာ24နာရီလည်းပတ်နေပြီးတထုလုပ်ကွက်ကစွန့်ပစ်တဲ့တဲကြောက်စရစ်တွေရွာရဲ့စိုက်ပျိုးမြေတွေထဲဝင်ရောက်ကစိုက်ခင်းတွေပျက်စီးဆုံးရှုံးခဲ့ပေမဲ့ရော်ချင်းငွေပေးတာမျိုးမရှိပါဘူးလို့ဒေသခံတွေစီကသိရှိရပါတယ်။မော်ရှက်ရွာဟာတောင်ကုန်းတောင်တန်းတွေဝန်းရံထားတဲ့ကျေးရွာတစ်ရွာဖြစ်ပြီးခရစ်ယာန်ဘာသာကိုးကွယ်ကြတဲ့အခါလူမျိုးတွေနေထိုင်ကြတဲ့ကျေးရွာဖြစ်ကလက်နက်ကင်အဖွဲ့အစည်းတွေအားကောင်းတဲ့ရွာတစ်ရွာဖြစ်ပါတယ်